ဒီကနေ့သာသနာတော်နှစ်2569နှစ်မြန်မာတက္ကရာ1389ခုနှစ်ခရစ်နှစ်19ရက်12လ2025တောက်ကြနေ့ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အမှတ်တရ4ရပ်ကွက်ရွှေဝဝင်းကျောင်းမောဂုပဒနာဓမ္မရေးသားရေးတွင်မှာလစဉ်တိုင်းလူရန်ပူဇော်ကြသည့်အလှရှင်မိသားစုပေါင်းတော်ကောင်းများကတော့ဝေလွန်အိဆရောက်ခဲ့သောအလှဒါယကာဤသာသနာဒါယကာဤဥမြတ်ဆံအားအထူးရည်စူး၍အလှဒါယိကာမဤသာသနာဒါယိကာမဤတော်ဤမဲနှင့်သာသမီမြေမိသားစုအပေါင်းတော်ကောင်းတို့မှရွှေဝင်းကျောင်းမောဂုပဒနာဓမ္မရေးသားဤတွင်မှာစွမ်းအတွက်ရီမှန်းလျက်လူတော်ငွေ3သိန်းကျပ်စီအတွက်ရီမှန်းလျက်လူတော်ငွေ3သိန်းကျပ်နဝကမ္မအလူတော်ငွေ9000ကျပ်စုစုပေါင်းအလူတော်ငွေ2,5000ကျပ်စီ2,5000ကျပ်စီနဲ့တလလျင်2,5000ကျပ်စီအတွက်ရီမှန်းပြီးတော့တစ်နှစ်စာလုံးအတွက်330ကျပ်တို့ကို2025တနှစ်စာလုံးအတွက်330ကျပ်တို့ကိုလှူဒန်းပူဇော်ပြီးတော့2026အတွက်လည်းပဲ330ကျပ်တို့ကိုစက္ကန့်လှူဒန်းပူဇော်ပြီးသွားပြီဖြစ်ပါတယ်ယခုတရားဟောနေတဲ့ Zoom meeting အသုံးပြုနိုင်ဖို့ရအတွက်လည်းပဲယခုလှူရှင်အလှူမမိသားစုပေါင်းတော်ကောင်းများကပဲအမြဲတမ်းလှူဒန်းပူဇော်နေတဲ့အလှူတော်မင်္ဂလာဖြစ်ပါတယ်အလှူရှင်မိသားစုတွေရွှေဝင်းကျောင်းတိုက်ကြီးမှာမိမိတို့စွမ်းနိုင်သမျှလှူဒန်းပူဇော်ထားသောကုသိုလ်ကောင်းမှုနှင့်ဆက်ဆက်ပြီးတော့အနုမောဒနာတရားတစ်ပုဒ်ခိတ္တခဏကျေစုပြုပေးရမယ်ဆိုရင်ကုသိုလ်ဆိုတာဆိုတဲ့တရားလေးကိုပြန်လည်ပြီးတော့နာယူကြည်ညိုကြရအောင်ဒီတရားတော်ကိုမဟောကြမနာကြခင်အလှရှင်မိသားစုတွေအလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်တွေကိုရှေးဥစွာမေတ္တာပို့သပေးမှာဖြစ်ပါတယ်အာယုန်တစ်ပါးစိတ်မသွားပဲနာယူကြည်ညိုကြရအောင်ဩရတိမေနာဒတရထောဒကိနိနာဝိရုံလေကောပစ္စည်းမေနာဝိရူပခောကုဝေရောဥဒ္ဒရန္တိတံသတ္တရောဒီမဟာရာဇာလောကပါလာယတတိနောဒေပိအမေနုရခန္တုအာရောဂေနဒုခေနသာဥရတိမသမိန်မြင့်မိုးတောင်းမှငွေရောင်ကွန်မြူအရှိမျက်နှာစူးစူး၌ဓတရထောကန္တပနွေယူနအမျိုးမျိုးတို့ကိုအုပ်စုပိုင်းနှင့်ဓတရထနမင်းကြီးသည်၎င်းဒက္ခိနီနမြင့်မိုးတောင်းမှမြရောင်ကွန်မြူတောင်မျက်နှာစူးစူး၌ဝိရုံလက်ကိုဂုံဗန္နနွေယူနအမျိုးမျိုးတို့ကိုအုပ်စုပိုင်းနှင့်ဝိရုံလက်ကနမင်းကြီးသည်၎င်းပစ္စည်းမေနာမြင့်မိုးတောင်းမှဟန်ရောင်ကွန်မြူအနောက်မျက်နှာစူးစူး၌ဝိရူပခောနန္ဒောပနန္ဒာစသည်ကြောဟိုနဂါမျိုးမျိုးတို့ကိုအုပ်စုပိုင်းနှင့်ဝိရူပခနမင်းကြီးသည်၎င်းကုဥဒ္ဒရန္တိတံမြင့်မိုးတောင်းမှရွှေရောင်ကွန်မြူမြောက်မျက်နှာစူးစူး၌ကုဝေရောအာလဝကစသည်ကြောဟိုဘလူမျိုးမျိုးတို့ကိုအုပ်စုပိုင်းနှင့်ကုဝေရနမင်းကြီးသည်၎င်းသတ္တရောသင်္ချာမတ္တကနံအဖြစ်၄ပါးလည်းဖြစ်ကြပြီကုန်သောဒီမဟာရာဇာတကုတိဇာဂုံဝါကျော်ဟိစတုမာရိနမင်းကြီးတို့သည်တန်တီဒေသနာတန်တန်ဟောမြတ်ဟန်ကြောင့်အမှန်ပဲမသွေရှိ၍နေကြပါပေကုန်၏သတ္တရောတိမဟာရာဇာထိုစတုမာရိနမင်းကြီးတို့သည်လောကပါလာလောကရှိညာလူအများကိုထင်ရှားမသွေအမှန်ပင်စောင့်ရှောက်ကြပါပေကုန်၏ယတတိနောချွေရန်သင်ပင်လုံအရင်တို့လွန်မင်းများပြားကြပါပေကုန်၏ဒေပိမဟာရာဇာထိုစတုမာရိနမင်းကြီး၄ပါးတို့သည်အမေဝေလွန်အိဆာရောက်ခဲ့သောအလှဒါယကာဤသာသနာဒါယကာဤဥမြတ်ဆံအားအထူးရည်စူး၍လှူဒန်းပူဇော်လေရှိကြပေကုန်သောအလှဒါယကာမဤသာသနာဒါယကာမဤတော်ဤမေနှင့်မိသားစုအပေါင်းအလှဒါယကာကိုမျိုးသက်ဆံအလှဒါယကာမမယဖြူလွင်
သာယရနာများဖြစ်ကြသော Justin Sun Stevenson နှင့်မိသားစုအပေါင်းအလုဒါယကကိုတန်ထေဦးအလုဒါယကမမမြတ်မိုးစံသာယရနာမောင်မင်းမြတ်ဦးနှင့်မိသားစုအပေါင်းဆွေတော်မျိုးတော်အပေါင်းဤတရားဒေသနာကိုစိတ်ထားကြည်လင်စွာနာယူကြည်ညိုနေကြကုန်သောခொနည်းသားသမီးဓမ္မမိတ်ဆွေတရားနာပရိသတ်အပေါင်းတော်ကောင်းတို့နှင့်အကျွန်ုပ်တို့ကိုအာရောဂေနသအနာယောဂကင်းစင်ကွာ၍ကျမ်းမာကြပါစေခြင်းအကျိုးငှာ၎င်းဒုက္ခိနာသကိုယ်စိတ်နှဖျားပြီးရန်ကွာ၍ချမ်းသာကြပါစေခြင်းအကျိုးငှာ၎င်းအနုရခန္တုအန္တရေကင်းပြောက်ချမ်းသာရောက်၍ယောဂခတ်သိမ်းကင်းလို့ငြိမ်းအောင်ထိမ့်သိမ်းမသွေစောင်းလျှောက်တော်မူကြပါစေကုန်သတည်းသာဓုသာဓုသာဓုပါဗျာဒီကနေ့အလုဒာယကအလုဒာယိကမမိသားစုရင်းနဲ့အလုံးတော်ဓမ္မမိတ်ဆွေတရားနာပရိသတ်အပေါင်းတော်ကောင်းတို့ကိုပြန်လည်ပြီးတော့ယေရှုပြုပေမဲ့တရားတော်မြတ်ကတော့ကုသိုလ်ဆိုတာတရားတော်တဲ့။ဘာတရားပါလဲ။ကုသိုလ်ဆိုတာတရားတော်ပါဗျာ။ကုသိုလ်ဆိုတာဆိုတဲ့ဒီတရားလေးကိုပြန်လည်ပြီးတော့နာယူကြည်ညိုကြရအောင်တဲ့။ကုသိုလ်နဲ့ပြောနေတာတဲ့ဘုံဘုံတို့ပါဠိစာပေကိုပဲဘုံဘုံတို့ဥထိတ်ထားပြီးတော့ဟောကြားနာကြရတာဖြစ်သည့်အတွက်ကြောင့်ပါဠိစာပေမှာတော့ကုသလပေါ့ကုသလဆိုတဲ့ပါဠိစကားလုံးလေးကိုပဲဘုံဘုံတို့မြန်မာလိုတော့ကုသိုလ်လို့ဒီလိုခေါ်ရတယ်အဲ့တော့ကုသလဆိုတဲ့စကားလုံးလေးကိုပြန်ပြီးတော့ဆင်ញင်သုံးသပ်ကြည့်လိုက်တဲ့အခါကျတော့ကုသရေလရေစကားလုံးနှလုံးသူကပေါင်းစပ်ထားတယ်လို့ဒီလိုဆိုလို့တယ်ကုသနဲ့လနဲ့ပေါင်းပြီးတော့ကုသလလို့ဖြစ်တယ်ဆိုတော့ကုသဆိုတာဘာလဲလဆိုတာဘာလဲသိအောင်အနည်းငယ်ထပ်ပြောရမယ်ဆိုရင်ကုသီနလာတဘာတိကုသလာကုသေနဉာဏ်သည်လာတဘာယူအပ်ကုန်ဤဣတိတတမထို့ကြောင့်ကုသလာကုသိုလ်လို့ခေါ်ပါပေ၏တဲ့ကုသေနဉာဏ်သည်လာတဘာယူအပ်ကုန်၏ဣတိတတမထို့ကြောင့်ကုသလာကုသိုလ်လို့ခေါ်ပါပေ၏ဉာဏ်နဲ့ယူရတာကိုတဲ့ကုသိုလ်လို့ခေါ်တာကုသိုလ်ဆိုတာတဲ့ဘာနဲ့မှယူလို့ရတာဉာဏ်နဲ့မှယူလို့ရတာဉာဏ်ရှိမှယူလို့ရတာတဲ့ဉာဏ်မရှိရင်ယူလို့မရဘူးတဲ့မှန်ပါဗျာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေမှယူလို့ရတာကိုဘာလို့ခေါ်တာကုသိုလ်လို့ခေါ်တာဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကိုဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကြတော့ဒီကုသိုလ်တွေကိုယူလို့မရနိုင်ဘူးအဲ့တော့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေမှယူလို့ရတယ်ဆိုတော့အဲ့တော့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေယူလို့ရတဲ့ကုသိုလ်တွေပြန်ပြီးတော့ဆင်ញင်ကြည့်လိုက်တဲ့အခါကျတော့ကုသိုလ်လို့ပြောရရင်အလွယ်ကူဆုံးနားလည်အောင်ပြောရရင်ပုံညကရိယာဝတ္ထု10ပါးတဲ့ကိုကြည့်လိုက်ရင်ဒါနာတဲ့ဒါနဆိုတာကတော့ကိုယ်မှာရှိနေတဲ့စည်းစိမ်ဥစ္စာယရနာတွေကိုပေးကမ်းတယ်လူဒန်းတယ်စွန့်ကြဲတယ်အဲ့ဒီလိုလူဒန်းပေးကမ်းစွန့်ကြဲလို့ရှိရင်ရတဲ့ကုသိုလ်ကိုဘာကုသိုလ်လို့ခေါ်တာဒါနကုသိုလ်လို့ခေါ်တာပါဗျာအဲ့တော့လူဒန်းရင်ကုသိုလ်ရတယ်လို့သိတာဘာရှိလို့သိတာဉာဏ်ရှိလို့ပါဗျာဉာဏ်ရှိလို့သိတာတဲ့အခုရှိဝဝင်းကျောင်းတိုက်ကြီးမှာအမေရိကကနေပြီးတော့လှမ်းပြီးတော့လူကြတန်းညသာသနာပြုကြတယ်အမေရိကမှာနေရပေမဲ့လို့ဗမာပြည်ကိုလှမ်းပြီးတော့အခုလိုလမ်းစဉ်မပြေလူရန်ပူဇော်နေကြတယ်ရခင်နှစ်ကလည်းတစ်နှစ်စာလုံးလူရန်နဲ့အခု2026ပါတစ်နှစ်စာလုံးလူရန်ပြီးသွားပြီအဲ့ဒီလိုလူရန်လိုက်တဲ့အခါမှာဒါနကုသိုလ်ရတယ်လို့သိတာတဲ့ဘာရှိလို့သိတာဉာဏ်ရှိလို့သိတာအဲ့တော့ကိုယ့်ရဲ့မိဘကိုလည်းပဲလှူဒန်းလို့ရှိရင်မိဘကိုလည်းပြုစုတယ်ဆိုရင်ဒါကုသိုလ်ရတယ်လို့သိတာဘာရှိလို့သိတာလဲဉာဏ်ရှိလို့သိတာကိုသားသမီးတွေကိုထောက်ပံ့ရင်လည်းဒါကုသိုလ်ပဲတို့အလှူလုပ်နေတာပဲလို့အဲ့ဒီလိုတဲ့စေတနာထားပြီးတော့
မိမိတို့ကိုယ်သားသမီးကိုထောက်ပံ့ရင်လည်းပဲကုသိုလ်ရတယ်တဲ့အဲ့ဒီလိုသိတာဟာဘာရှိလို့သိတာ ဉာဏ်ရှိဉာဏ်လို့ရှိလို့သိတာပဲတဲ့အဲ့ဒီတော့နောက်ဆုံးကိုယ်အိမ်ကြွလာတဲ့ဧည့်သည်တွေဧည့်သည်လာလို့ရေကလေးတစ်ခွက်တိုက်ရင်အဲ့ဒါကုသိုလ်ရတယ်လို့သိတယ်ဆိုတာဉာဏ်ရှိလို့သိတာမှန်ပါဗျာဉာဏ်မရှိရင်တဲ့ဧည့်သည်ရောက်လာလို့ရေတိုက်တာဟာကုသိုလ်ရတယ်လို့မသိဘူးတဲ့ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေတွေ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြတော့ဧည့်သည်ရောက်လာတာသူအဝေးကနေလာတာသူရေဆာမှာပဲတို့တတ်နိုင်တဲ့လောက်ရေလေးရတော့တို့ကုသိုလ်ပြုရမယ်ဟဲ့အဲ့ဒါကုသိုလ်ရတယ်ဟဲ့ဆိုတာဘာရှိလို့သိတာဉာဏ်ရှိဉာလို့ဏ်ရှိလို့သိတာဒီထက်စွမ်းနိုင်ရင်ကိုကသူ့ချိန်ကိုကြည့်ပြီးတော့ကော်ဖီတိုင်ကော်ဖီမုံနိုင်ရင်မုံဒီထက်စွမ်းနိုင်ရင်အဲ့တော့မနေ့စာတို့နေ့လေစာတို့ညစာတို့အဲ့ဒီလိုမျိုးတွေတဲ့ကိုတတ်နိုင်ရင်ပြုလုပ်တယ်ဆိုရင်အဲ့ဒါကုသိုလ်ရတာပဲဒါကတော့မိမိတို့မလုပ်ရင်အကုသိုလ်ဖြစ်သလားဆိုတော့မလုပ်ရင်တော့အကုသိုလ်တော့မဖြစ်ဘူးလုပ်ရင်တော့ကုသိုလ်တော့ရတယ်သိပါဗျာကိုယ်မှမအားလို့ဖြစ်စီအကြောင်းကျိုးမညီညွတ်လို့ဖြစ်စီအစင်သက်မဖြစ်လို့ဖြစ်စီဒါတွေကမကြွေးမွေးဘူးမစောင့်ရှောက်ဘူးဆိုရင်ကုသိုလ်မရဘူးကြွေးမွေးတယ်စောင့်ရှောက်တယ်ဆိုရင်ကုသိုလ်ရတယ်မကြွေးမွေးလိုက်လို့အကုသိုလ်တော့မဖြစ်ပါဘူးအဲ့ဒီတော့ပြောရရင်တော့အဲ့ဒီလိုဧည့်သည်တွေကိုအခန့်ကြွေးမွေးတယ်ဆိုရင်လေကုသိုလ်ရတယ်လို့သိတာတဲ့ဉာဏ်ရှိလို့သိတာတဲ့ဒါကြောင့်ကုသေနာလာတ္တဗတိကုသလာကုသလေနကုသေနဉာဏ်သည်လာတ္တဗယူအပ်ကုန်ဤတတသမထိုးကြောင့်ကုသလာကုသိုလ်လို့ခေါ်ပါပေကုန်၏တဲ့ဉာဏ်နဲ့ယူရတာကုသိုလ်လို့ခေါ်တာနောက်ဒီတဲ့စွမ်းနိုင်နေဆိုလို့ရှိရင်တဲ့ဒါနကုသိုလ်တွေမကဘူးတို့သီလနဲ့ပြည့်စုံအောင်တို့ကြိုးစားမယ်ဒါနလောက်နဲ့တို့ကျင့်တတ်နေလို့မဖြစ်ဘူးဟဲ့သီလနဲ့ပြည့်စုံအောင်တို့ကြိုးစားမယ်ဆိုပြီးတော့ဒီကနေ့ဆိုရင်တရဏဂုံသုံးပါးနဲ့တကွအင်္ဂါ9ပါးနဲ့ပြည့်စုံသောသီလတွေကိုခံယူကျင့်သုံးဆောက်တည်ကြတယ်။ဘာဖြစ်လို့ဆောက်တည်တာလဲမေးရင်အဲ့ဒီလိုသီလဆောက်တည်ရင်ကုသိုလ်ရတယ်ဟဲ့ကုသိုလ်ရတယ်ဟဲ့အဲ့ဒါကုသိုလ်ရတာလို့သိတာဟာဘယ်သူရှိလို့သိတာဉာဏ်ရှိလို့သိတာဉာဏ်မရှိရင်တဲ့သီလဆောက်တည်တာဟာကုသိုလ်ရတယ်လို့မသိနိုင်ကြဘူးဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေမှသိတာအခု9ပါးသီလစောင့်တည်လိုက်တဲ့ခါကျတော့9ပါးသီလကိုတရင်ကတခဏလေး9ပါးအခုတရားဟောနေတဲ့ချိန်လေးလုံသွားရင်ကိုပဲကုသိုလ်ကမနှဲဘူးတဏီကုံလုံမှစောင့်တည်ကောင်းတာမဟုတ်ဘူးခဏလေးလုံတယ်အဲ့ဒါခဏကုသိုလ်ရတာပဲမှန်ပါဗျာအကြာကြီးထိန်းနိုင်ရင်တော့အကြာကြီးကုသိုလ်ရတာပေါ့တသက်လုံးထိန်းနိုင်ရင်တသက်လုံးကုသိုလ်ရမှာပေါ့အဲ့တော့တို့ကတထိုင်လေးပဲငါတော့9ပါးသီလကြီးမနိုင်ပါဘူးဟဲဆိုပြီးတော့မဆောက်တည်ကြမှာဘူးလို့တော့မလုပ်ကောင်းဘူးတဲ့မလုပ်သင့်ဘူးတထိုင်ကလေးဆောက်တည်နိုင်ရင်တထိုင်ကလေးကုသိုလ်ရတာအဲ့ဒီကုသိုလ်စိတ်ကမနှဲဘူးပဲကုသိုလ်စိတ်တွေဟာလက်ဖြစ်တဲ့အတွက်လျှက်တစ်ပြက်ချိန်တွဲမှာကဂရေပေါင်းသိန်းနဲ့တန်းနဲ့ချီပြီးတော့ဖြစ်ပြီးပြတ်သွားတာဆိုတော့တထိုင်ကလေးရတဲ့ကုသိုလ်ကရည်တွက်လို့ပဲရမလဲအများကြီးကုသိုလ်ရတာတဏီကုံမြန်းစောင့်ထိန်နိုင်မယ်ဆိုရင်ကုသိုလ်တွေဟာအများကြီးပဲတဲ့ဒါကြောင့်ခဏပဲရအကြာကြီးပဲရဒါကိုစွမ်းနိုင်မယ်ဆိုရင်သီလကုသိုလ်တွေကိုစောင့်တည်ရမယ်အခု9ပါးသီလတွေခံယူခြင်းသုံးစောင့်တည်ရင်ကုသိုလ်ရတယ်ဆိုတာဉာဏ်ရှိလို့သိတာတဲ့ကုသေနာညာတဗာတိကုသလာဉာဏ်ကနေဉာဏ်ရှိမှဉာဏ်နဲ့ယူရတဲ့အတွက်ကြောင့်ကုသိုလ်လို့ခေါ်တာအဲ့ဒီထက်ကိုကဉာဏ်ရှိလို့ရှိရင်တဲ့ဒါနသီလလောက်နဲ့မကျင်တတ်ဘူးတို့ကဘာဝနာကုသိုလ်တွေလည်းယူအောင်ပါဟေ့ဟောဖျားရှိခိုးတယ်ပရိစိတ်တယ်ပရိရွတ်တယ်ပဋ္ဌာန်းရွတ်တယ်ဆိုတာလဲဘာကုသိုလ်လဲဘာဝနာကုသိုလ်ပဲတရားရှုမှတ်ပွားများအထောက်တာကလည်းဘာကုသိုလ်လဲဘာဝနာကုသိုလ်ပဲတို့ကဒါနသီလတွေမကဘူးဟေ့ဘာဝနာကုသိုလ်လည်းယူအောင်မယ်တို့တတ်နိုင်တဲ့လောက်ဖျားရှိခိုးမယ်မေတ္တာပို့မယ်ပရိစိတ်မယ်ပရိရွတ်မယ်ပဋ္ဌာန်းရွတ်မယ်တို့တရားလဲထိုင်မယ်ဟေ့ဆိုပြီးတော့အဲ့ဒီလိုဘာဝနာကုသိုလ်တွေရကြတာဘာရှိလို့ရတာဉာဏ်ရှိလို့ရပါတယ်အဲ့ဒီကုသိုလ်ကိုယူတာဘယ်သူကယူတာဉာဏ်ကနေယူတာဉာဏ်နဲ့ယူတာဉာဏ်နဲ့ယူရလို့ကုသိုလ်လို့ခေါ်တာမှန်ပါဗျာဉာဏ်မရှိတဲ့လူတွေဒီဘာဝနာကုသိုလ်မရဘူးအဲ့တော့ဘုရားရှိခိုးတာကိုကုသိုလ်ရကောင်းမှမသိကြဘူးမေတ္တာပို့နေတယ်မေတ္တာလေးပွားနေတယ်ဆိုရင်ကုသိုလ်ရတယ်လို့မသိရှာကြဘူးတဲ့တချို့ကဘာမရှိကြလို့
ဉာဏ်မရှိကြလို့ ဗျာ အဲ့တော့ကိုယ်ကနဲ့ကိုယ်မျက်စိလေးမှိတ်ပြီးတော့တရားလေးမှတ်နေရင်အဲ့ဒါကုသိုလ်ရတယ်ဆိုတာမသိရှာကြဘူးဉာဏ်မရှိရင်မသိဘူးဉာဏ်ရှိမှသိတာအဲ့ဒီဉာဏ်ရှိမှယူလို့ရတာကိုဘာလို့ခေါ်တာကုသိုလ်လို့ခေါ်တာဗျာ အေးအဲ့ဒီတော့ကုသေနလာတ္တပါတိကုသလဉာဏ်နဲ့ယူရသည့်အတွက်ကြောင့်ကုသိုလ်လို့ခေါ်ပါတယ်အေးဒီထက်စွမ်းနိုင်တယ်ဆိုလို့ရှိရင်ဘာဝနာကုသိုလ်ဒီနောက်အတ္တတိခါဂုံဝါကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုဟောယူတည်တယ်လေးစားတယ်ဆိုရင်အပ္ပစာယနာကုသိုလ်ရပြန်ပြီဟောကိုယ့်တဲ့အတ္တတိခါဂုံဝါကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုယူတည်တည်လေးလေးစားစားဆက်ဆံရင်ကုသိုလ်ရတဲ့ဟဲ့ဆိုတာဉာဏ်ရှိမှသိတာမှန်ပါဗျာတချို့ကယူအဲ့ဒီလိုယူတည်လေးစားတာကိုကုသိုလ်ရမှန်းကိုမသိချကြဘူးဟောကိုကယူတည်တည်လေးလေးစားစားဆက်ဆံလိုက်တာနဲ့အဲ့ဒါကုသိုလ်ရသွားတာတဲ့အပ္ပစာယနာကုသိုလ်တဲ့အဲ့ဒါဉာဏ်ရှိလို့ရတာမှန်ပါဉာဏ်မဗျာရှိရင်အပ္ပစာယနာကုသိုလ်မှမသိကြဘူးနောက်ဝေယဝစ္စဖယဝေယဝစ္စတရားဝေယဝစ္စတန်ခဝေယဝစ္စမိဘဆရာသမားရဲ့ဝေယဝစ္စစသည်ဖြင့်အဲ့ဒီလိုကိုယ်အကြောင်းကျိုးညီညွတ်တဲ့ခါမှာဝေယဝစ္စတွေဆောင်ရွက်ပေးရင်အဲ့ဒါဝေယဝစ္စကုသိုလ်ပဲမိဘဝေယဝစ္စဆောင်ရွက်တော့လဲကုသိုလ်ရတယ်သာသမီဝေယဝစ္စဆောင်ရွက်တော့လဲကုသိုလ်ရတယ်မိသားစုဝေယဝစ္စဆောင်ရွက်နေတာလဲကုသိုလ်ပဲတဲ့အဲ့တော့မိသားစုတာဝန်ကြည်တဲ့တရားဓမ္မတွေကိုတရားမင်းကြီးကတော့ရှ िख ိုးတာကိုမိသားစုတွေကိုတမ္မာအာဇီဝကြကြလှုပ်ကြွေးနေတယ်ဆိုရင်တရားမင်းကြီးကနေတိုင်းဥချတာတယ်ဘသူတွေကိုဥချတာလဲမိသားစုတာဝန်ကြည်တဲ့ပုဂ္ဂိုလ်တွေကိုဥချတာအဲ့တော့မိသားစုအတွက်ကိုကစေတနာထားပြီးတော့ချက်ပြုတ်ပြီးတယ်ကိုနိုင်တော့ဆောင်ရွက်ပြီးတယ်ဆိုရင်အဲ့ဒါကိုမှကုသိုလ်တွေရနေတာဝေယဝစ္စကုသိုလ်တွေရနေတာမှန်ပါဗျာအဲ့ဒါကုသိုလ်ပဲလို့သိတာဟာဘာရှိလို့သိတာဉာဏ်ရှိဉာဏ်ရှိလို့သိပါတယ်လို့သိတာဉာဏ်မရှိရင်တော့ဖြင့်ငါတော့အဲ့ဒါတွေဒုက္ခတွေရောက်နေတာပဲလို့အဲ့ဒါလို့ထင်သွားတတ်တယ်အဲ့တော့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ငါကုသိုလ်တွေရတယ်လို့ဒီလိုတွက်တာအဲ့တော့ဒါဝေယဝစ္စကုသိုလ်ပဲအဲ့တော့မိဘကိုမိဘရဲ့ဝေယဝစ္စဆောင်ရွက်တော့ကုသိုလ်ရတယ်သားသမီးတွေရဲ့ဝေယဝစ္စဆောင်ရွက်ပေးနေတာအဲ့ဒါကုသိုလ်တွေပဲတဲ့အိမ်မှာနေရင်းနဲ့ကုသိုလ်တွေရနေတာအေးအဲ့ဒီတော့တခြားလူတွေရဲ့ဝေယဝစ္စကိုဆောင်ရွက်မှကုသိုလ်မဟုတ်ဘူးကိုမိသားစုရဲ့ဝေယဝစ္စဆောင်ရွက်နေတာဟာလည်းပဲကုသိုလ်ပဲမှန်ပါဗျာအေးဝေယဝစ္စကုသိုလ်တဲ့နောက်ဝေယဝစ္စပတ္တိဒါနာတဲ့ဟောအမျှဝေလိုက်တဲ့အခါမှာကိုကုသိုလ်ပြုပြီးရင်အမျှတန်းနေပေးဝေလိုက်တယ်ကိုရှိနေတဲ့ကုသိုလ်တွေကိုသူများကိုအမျှဝေလိုက်တော့ဘာကုသိုလ်ရသွားပြီပတ္တိဒါနကုသိုလ်ဟောအဲ့ဒီလိုအမျှဝေရင်ကုသိုလ်ရတယ်ဟေးလို့သိတဲ့အခါကျတော့အာရပါရအမျှဝေတာပေါ့မသိတဲ့ပုဂ္ဂိုလ်ကတော့သူများဝေဆိုတော့ကောက်ဝေလိုက်မှာပေါ့ဘာမှတော့မသိဘူးသူများဝေလို့တော့ဝေလိုက်တာအဲ့တော့အမျှဝေတော့ပတ္တိဒါနကုသိုလ်ထပ်ရတာကဲမှန်ပါဗျာအဲ့ဒါအကုသိုလ်တစ်ခုထပ်ရတာတဲ့နောက်သူများတွေကအမျှဝေတဲ့ခါကျတော့ကိုကဘာခေါ်ရတယ်သာဓုခေါ်ရတယ်ဟောသာဓုခေါ်တဲ့ခါကျတော့ကုသိုလ်ထပ်ရပြန်ပြီပတ္တာနုမောဒနာကုသိုလ်ကုသိုလ်ရတယ်ဟဲ့သာဓုခေါ်ရင်ကုသိုလ်ရတယ်ဟဲ့ဆိုတော့အာရပါရခေါ်တာပေါ့မသိတဲ့ပုဂ္ဂိုလ်ကျတော့သိပ်ပြီးတော့အာရပါရမလာတော့သူများခေါ်လို့တာခေါ်နေတာသာဓုဆိုတော့ဘာမှတော့မသိလိုက်အဲ့တော့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကျတော့အဲ့ဒါပတ္တနုမောဒနာကုသိုလ်ဟဲ့အဲ့ဒါကုသိုလ်တစ်ခုပါတယ်ပုံညာကရိယာဝတ္ထု10ပါးကုသိုလ်ဖြစ်ကြောင်း10ပါးထဲမှာအဲ့ဒါတစ်ပါးပါတယ်ပတ္တနုမောဒနာတဲ့ဓမ္မတဝနာတရားနာရင်ကုသိုလ်ရမယ်လို့သိတာအဲ့ဒါဉာဏ်ရှိလို့သိတာဓမ္မတဝနာကုသိုလ်ရတယ်ဟိတို့တရားနာရရင်လစဉ်လူတော့တို့လစဉ်တရားနာရတယ်လစဉ်တရားနာရတဲ့ကုသိုလ်လေးရတယ်ဟောတို့ခဏလေးတရားနာလိုက်မယ်ဟိဆိုတာမျိုးကဓမ္မတဝနာကုသိုလ်ရတယ်လို့သိလို့နာတာဓမ္မတဝနာကုသိုလ်ရယုံနေမကဘူးတဲ့တရားနာတဲ့ခါကျတော့တဲ့တရားနဲ့ပတ်သက်တဲ့ဘုသူတ္တတွေလည်းပဲအများကြီးမရဘူးလားရပါတယ်ဗျာရတာပေါ့တဲ့အဲ့တော့ဓမ္မတဝနာကုသိုလ်ရယုံနေမကဘူးတရားဘုသူတ္တတွေနေနီးထိုင်နီးလှူနီးတန်းနီးသာသနာပြုနီးတွေကစအကုန်သိသွားနိုင်တယ်မှန်ပါဗျာအဲ့တော့တရားနာလို့ရတဲ့ကုသိုလ်ကိုဓမ္မတဝနာကုသိုလ်လို့ခေါ်တယ်အဲ့ဒီလိုသိတာဉာဏ်ရှိလို့သိတာအဲ့ကြောင့်ဉာဏ်ရှိမှယူလို့ရတာကိုကုသိုလ်လို့ခေါ်တာ
ဓမ္မဒေသနာတဲ့တရားဟောပြီးရင်ကုသိုလ်ရတယ်တဲ့ဒကမာကြီးတွေကတရားနာတော့ကုသိုလ်ရဘုန်းကြီးကတရားဟောပြီးတော့ကုသိုလ်ရအကုန်ကုသိုလ်ရတာပဲမှန်ပါဗျာအေးအဲ့တော့တရားဟောပြီးရင်ကုသိုလ်ရတယ်လို့သိတဲ့ခါကျတော့ဘုံဘုံကတယောက်တည်းလေဟောတာပဲတယောက်မှမရှိလေဟောတာပဲဟုတ်လားဓမ္မဒေသနာကုသိုလ်ကိုမှရနေတာကိုအသိဉာဏ်นี่ကိုသိတဲ့လောက်လေးမျှဝေရတော့ကုသိုလ်ရတာပေါ့မှန်ပါဗျာတကယ်ကတော့ဒီတဲ့ပဲအများကြီးရှိသေးတာအခုဆိုရင်ဘုံဘုံတို့ကဒကမာကြီးတွေကိုတရားဟောရမယ်ဆိုတော့စာကြည့်ရတယ်လေ့လာရတယ်အဲ့လိုလေ့လာတဲ့ခါကျတော့ဘုရားဟောတွေကိုလေ့လာတော့ဦးဇင်းတို့ကဘုရားနဲ့တွေ့တာမှန်ပါဗျာဘုရားဟောတွေကိုလေ့လာတဲ့ခါကျတော့ဘုရားစကားတွေလေ့လာတဲ့ခါမှာဘုရားနဲ့တွေ့နေတယ်လို့ပဲဘုရားနဲ့အတူသတင်းသုံးနေရတယ်လို့ကိုကုသိုလ်တွေရတာမှန်ပါဗျာအဲ့တော့ဦးဇင်းတို့မှာဘုဒ္ဓတွေတဲ့တုတ်တက်တယ်ဒကမာကြီးတွေကိုမဟောရရင်ဘုံဘုံတို့ကကျိန်းနေမှာပဲကျိန်းနေရင်ဘုဒ္ဓတွေမရတော့ဘူးသူကအဲ့တော့အရေးချင်းတွေကျသွားတယ်အရေးချင်းမတက်တော့ဘူးသူကမှန်ပါဗျာဒကမာကြီးတွေကိုတရားဟောရမယ်ဟာဆိုတော့စာကြည့်တယ်စာကြည့်တော့ဘုဒ္ဓတွေလည်းတုတ်တက်တယ်ကုသိုလ်တွေလည်းရတယ်မှန်ပါဗျာအေးအဲ့တော့ဓမ္မဒေသနာတရားဟောရင်ကုသိုလ်ရတယ်လို့သိတာဘာရှိလို့သိတာဉာဏ်ရှိလို့သိတာအဲ့ဒီဉာဏ်နဲ့ယူမှရတာဒီကုသိုလ်တွေကမှန်ပါဗျာအေကုသေနာလာတ္တဗာဒီကုသလာကုသေနာဉာဏ်သည်လာတ္တဗာယူအပ်ကုန်၏ဣတိတသမထို့ကြောင့်ကုသလာကုသိုလ်လို့ခေါ်ပါပေ၏ဉာဏ်နဲ့ယူလို့ရတာကိုကုသိုလ်လို့ခေါ်တာဉာဏ်ရှိမှယူလို့ရတာကုသိုလ်ပဲဓမ္မဒေသနာဓမ္မတဝနာဓမ္မဒေသနာဒိဋ္ဌိစုကံမှာအယူဖြောင်းမှန်စွာယူရရင်လည်းပဲဒါကုသိုလ်ပဲအဲ့ဒီလိုသိတာဟာတဲ့မိမိတို့မှာဉာဏ်ရှိလို့သိတာတဲ့ဉာဏ်ရှိလို့သိတာအဲ့တော့ကုသိုလ်ကောင်းမှုဖြစ်ကြောင်း10မျိုးနဲ့ဝေဖန်ကြည့်ရင်တဲ့အဲ့ဒါတွေဟာကုသိုလ်ရတာဟေတို့ပစ္စံတွေထုတ်လူရင်လည်းကုသိုလ်ရတယ်ဟောသီလကုသိုလ်တွေကြတော့ပစ္စံတွေထုတ်မှလူလဲသီလခံယူခြင်းသုံးဆောက်တည်ကုသိုလ်ရတယ်တရားမှတ်ရင်လည်းပဲပစ္စံတွေမကုန်မနဲ့ကုသိုလ်ရတယ်ဘာဝနာကုသိုလ်တွေရတယ်အသက်သိက္ခာဂုဏ်ဝါကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုယူသည်လေးစားရင်လည်းအပ္ပစာယနာကုသိုလ်တွေရတယ်ဝိယဝဆဆောင်ရွက်ရင်လည်းကုသိုလ်ရတယ်အမြတ်တမ်းပေးဝင်ရင်လည်းကုသိုလ်ပဋိဒါနကုသိုလ်သာဓုခေါ်ရင်ပတ္တ ानु မောဒနာကုသိုလ်တရားနာရင်ဓမ္မတဝနာကုသိုလ်တရားဟောရင်ဓမ္မဒေသနာတဲ့အယူဖြောင့်မှန်စွာယူရင်ဒိဋ္ဌိစုကမ္မကုသိုလ်ဆိုပြီးတော့အဲ့ဓာတွေဟာကုသိုလ်တွေပဲလို့သိတာဉာဏ်ရှိလို့သိတာဉာဏ်မရှိရင်ဒါတွေကိုကုသိုလ်လို့မသိရှာကြဘူးတဲ့ဒါကြောင့်ကုသိုလ်ဆိုတာဘာရှိမှယူလို့ရတာဉာဏ်ရှိမှယူလို့ရတာအေးအဲ့ဒီထက်ဉာဏ်ရှိရင်ဒကမာကြီးတွေမှာသောတာပတ္တိမေကုသိုလ်တွေလည်းရနိုင်တယ်ဝိပဿနာကုသိုလ်တွေရနိုင်တယ်အဲ့ဒီထက်ဉာဏ်ရှိရင်သောတာပတ္တိမေကုသိုလ်တွေရနိုင်တယ်အဲ့ဒီထက်ဉာဏ်ရှိရင်သဂရဂါမိမေအနာဂါမိမေအရဟတမေဆိုတဲ့ကုသိုလ်တွေထိပါဉာဏ်ရှိရင်ရှိတယ်လို့ရနိုင်တယ်အဲ့တော့ဒီကနေ့ပြောချင်တာကဉာဏ်ရှိမှယူလို့ရတာကိုဘာလို့ခေါ်တာကုသိုလ်လို့ခေါ်တာဗျာအေးအဲ့ဒီဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကြတော့မိမိတို့မှာဒါတွေကကုသိုလ်ပဲလို့သိပြီးတော့ရအောင်ယူသွားကြတာဉာဏ်ရှိလို့ဒီကုသိုလ်တွေကိုယူကြတာလို့မှတ်ပါမှန်ပါဒါကြောင့်ဒီကနေ့ကုသိုလ်လေးပို့ပြီးတော့မွန်မြတ်အောင်ကိုခန္ဓာကိုဉာဏ်ဆိုင်ပြီးတော့လှူကြတန်းကြသာသနာပြုကြမယ်ဆိုရင်အလှူပေအလှူခံနှစ်ဖက်စလုံးကယုတ်တရားတွေနံတရားတွေပိုင်ဆိုင်ထားကြတာဖြစ်လို့အလုံးဟာဖြစ်ပြီးတော့မပြည့်မှာလားပြည့်မှာလားပြတ်မှာပါဗျာအေးအလုံးယုတ်တရားတွေနံတရားတွေမှန်သမျှဖြစ်တတ်ပျက်စီးတတ်သည့်အတွဲကြောင့်ဘာသစ္စာပါလိမ့်ဒုက္ခသစ္စာအဲ့ဒီလိုသိတဲ့ဉာဏ်ကဘာသစ္စာမေဃသစ္စာသီရာကဘာသစ္စာသမုဒိယသစ္စာနောင်ခန္ဓာမလာရာကဘာသစ္စာနိရောဓသစ္စာတဲ့အဲ့ဒီလိုနိရောဓသစ္စာကိုမျက်မှောက်ပြုခြင်းနဲ့ဆိုရင်ယခုကဲ့သို့လူရတန်းရသာသနာပြုရတဲ့ကောင်းမှုကုသိုလ်ကံစေတနာပေါင်းတို့ကြောင့်ဒုက္ခသစ္စာကြီးကအမြင့်ဆုံးလွတ်ပြရစေ။အိုဒုက္ခကြီးကလည်းလွတ်ပြရစေ။နာဒုက္ခသေဒုက္ခရတာမလူရာမရတဲ့ဒုက္ခဖြစ်ဒုက္ခပြဒုက္ခဒုက္ခခတ်သိမ်းချုပ်ငြိမ်းပေးရစီလို့အဲ့ဒီလိုလှူဒန်းကြမယ်ဆိုရင်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာအမှန်မျက်နှိပ်ပံကိုတဲ့လင်းမြန်စွာမျက်မှောက်မပြုတ်နိုင်ကြမှာလားပြုတ်နိုင်ကြမှာလားပြုနိုင်
အဲ့ဒီလိုတဲ့និရောဓသစ္စာကိုမျက်မှောက်ပြုခြင်းနဲ့နိဗ္ဗာန်ချမ်းသာကိုရခြင်းနဲ့ဆိုရင်တော့ဘာရှိမှရမှာဉာဏ်ရှိမှရမှာအဲ့ဒီတော့အကုန်လုံးကုသိုလ်တွေဆိုတာဉာဏ်ရှိမှယူလို့ရတာကုသိုလ်ပါလို့နားလေသဘောပေါက်ပြီးတော့မိမိတို့ဉာဏ်ရှိရင်ရှိသလောက်ကုသိုလ်တွေဉာဏ်နည်းနည်းရှိရင်ကုသိုလ်နည်းနည်းရှိမယ်ဉာဏ်များများရှိရင်ကုသိုလ်တွေအများကြီးရှိမယ်ဉာဏ်ရှိသလောက်ကုသိုလ်တွေရနိုင်ပါတယ်လို့ပြောရင်းနဲ့အပမဒေနမမေးမလျောမပေါ့မတန်ထက်တန်သောအပမာရတတိတရားဖြင့်တမ္ပါဒိဋ္ဌကိုစီကိုငှပြည့်စုံနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓု